Hello အားလုံးမင်္ဂလာပါကျွန်မကတော့ English Language Teacher ဒေါ်စိုးမော်မော်ဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာ subject နဲ့ပတ်သက်တဲ့စာကြောင်းလေးတွေကိုညှောက်ရေးပေးပါမယ် The subject ကစာကြောင်းရေးဖို့ဆိုရင်ပုံစံ၄မျိုးရှိပါတယ် Number 1ပုံစံက subject နောက်က verb ing လိုက်ခဲ့တဲ့ပုံစံမှာ Number 2ပုံစံကတော့ subject နောက်က noun လိုက်တာပါ Number 3ပုံစံကတော့ subject နောက်က that subject verb လိုက်တဲ့ပုံစံမှာ Number 4ကတော့ subject နောက်က subject verb လိုက်တဲ့ပုံစံဆိုပြီး၄မျိုးရှိပါတယ်အဲ့ဒီ၄မျိုးတွေက subject နောက်က ing လိုက်တဲ့ Number 1ပုံစံလေးကိုမျှဝေပေးပါမယ် example sentence လေးကိုမျှဝေပေးမယ်နော် I suggest going early စောစောသွားတဲ့နယ်လို့ငါအကြံပေးတယ်နော်နောက်တစ်ခုက I suggest going now အခုသွားလို့ငါအကြံပေးတယ်နောက်တစ်ခုကတော့ I suggest taking a taxi စီးတဲ့နယ်လို့ငါအကြံပေးတယ်နောက်တစ်ခု My dad suggest studying harder ပို့ပြီးတော့စာလေ့လာတဲ့နယ်လို့ပို့ပြီးတော့စူးစမ်းတဲ့နယ်လို့ငါအဖေကအကြံပေးတယ် Okay bye bye have a nice day see you next time ဒီဗီဒီယိုလေးကိုကြည့်ပြီးလို့ကိုယ်တော်အကျိုးရှိရဆိုရင် comment မှာတစ်ခုခုရေးပေးခဲ့ပါ like and share လေးလည်းလုပ်ပေးပါအခုလိုအကျိုးရှိတဲ့ဗီဒီယိုတွေကိုနောက်ထပ်လည်းတင်ပေးပါဦးမယ် bye bye